အဲ့တော့ရှင်မောဂလန်နဲ့တွေ့တဲ့အခါမှာဒီမျိုးသမီးကသူ့ရဲ့အလှပလေးကိုပြပြီးရှင်မောဂလန်သဘောကျအောင်ကြိုးစားခဲ့တယ်အဲ့ဒါလို့ကြိုးစားတဲ့အခါမှာရှင်မောဂလန်ကသူ့ကိုတဲ့ပဲတရားဟောခဲ့တယ်နော်သူ့ရဲ့ဘဝအခြေအနေကိုကြည့်ပြီးဟောပုံကတော့ဘာလို့ဆိုအဋ္ဌိကင်္ဂလကုဋ္ဌိကေမန္တနာရုပသိပ္ပကေရှင်မောဂလန်ကပြောတယ်နမမင်းရဲ့ရုပ်အစင်းကိုပြနေတာမင်းဟာတကယ်ကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့အလေးနဲ့ထားကြည့်တဲ့အယိုးစုကြီးကိုအပေါ်ကနေပြီးတော့အရည်တွေဖုံးထားပြီးတော့အထဲထဲမှာအသားဆိုင်တွေထည့်သွင်းထားတဲ့အိတ်ကြီးနဲ့တူတယ်တဲ့ဒီရတ္ထုပူရိဒုက္ခန္တိအနံဆိုးတာတွေနဲ့ပြည့်ပြီးတော့ယွန်စရာကောင်းတယ်ပရခတ်တွေမပါရဲ့တည်းအဲ့ဒါသူများတွေကတော့နှစ်သက်เสียကြီးလို့မြင်ကောင်းမြင်လိမ့်မယ်တကယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အယိုးစုကိုဖရိန်လုပ်ပြီးတော့အရေးပြားနဲ့ကွတ်ထားပြီးတဲ့အခါအပေါ်ရအစင်တစားတွေဆင်ထားလို့အတွင်းထဲကအလွန်မတရိစရာတွေကိုထည့်ထားတဲ့အရာတွေသာဖြစ်တယ်ကုထဘတ္တိတသောနတ္တိမစင်နေအပြည့်ထည့်ထားတဲ့အိတ်ကြီးကိုအပေါ်ကလှလှပပဒီအယောင်လှလှနဲ့အိတ်ကြီးနဲ့ချုပ်ထားတယ်လို့မစင်အိတ်ကြီးကိုအပြင်ဘက်ကအလှပတွေခြဲထားတယ်လို့ပဲဥရခန္တိပိတာစိနိနဝသောတာနိတေကာယေယာနိတတ္ထန္တိတန္ထန္တိတပ္ပတံကိုယ်ပေါက်တွာရအမာဝါကနေပြီးယွန်စရာတွေဟာအမြဲစီးထွက်ပြီးတော့နေတယ်တဝတ္တရိတံနဝသောတိဒုက္ခန္တခရံပရိပန္တဝေဒနာမှာရှိတဲ့ကိုယ်ပေါက်တွာရအမာဝါတွေကအလုံးမဲယွန်စရာကောင်းတော့ထွက်နေတာဖြစ်တယ်ပေါ့မိလန်စယထာသူစိကာမောဘိက္ခုပရိဝိစေယတေယအေးမစင်ပုံကြီးနာမဆိုလို့မကတ်ချင်တယ်လို့ပဲတကယ်အစစ်အမှန်ကိုသိလိုက်အပေါ်ယံကလိမ့်ကျန်ထားတဲ့အနတ်နေအပေါ်ယံကလွှမ်းထားတဲ့အဝတ်အစားတွေဆင်မြန်းထားတဲ့ယရနာတွေဖိလိမ့်ထားတဲ့အရာတွေကြောင့်တင့်တယ်သလိုထင်ရတော့လဲအတွင်းကိုနှိုက်ကြည့်လိုက်မယ်ဆိုရင်